ဒီကမေတ္တာတစိတ်တဝမ်းကဘာမနေ့ကတရားကောင်းတယ်မှာမနေ့ကပြောနေရင်လည်းနာယူဝဲမပြည့်ခင်ပြတ်သွားလို့အဲ့ဒီအဆက်အနေနဲ့ဒီနေ့ထပ်ပြောပြမှာပါမနေ့ကပြောခဲ့တယ်လို့ပေါ့လူကောင်းလူဆိုးတွေကြွာချလာတာဟာဗီဇကြောင့်မဟုတ်ပဲပတ်ဝန်းကျင်ရဲ့အကောင်းချိုးကြောင့်လူကောင်းလူဆိုးတွေကြွာချလာတယ်ဆိုတဲ့အချက်ကိုမနေ့ကကောင်းလာဖို့ကိုအဓိကထားပြီးတော့ပြောပြခဲ့ပါတယ်ခုနလနဲ့လမသိပဲနဲ့မွေးတဲ့ကလေးလေးတော်နေတာကြည်လာတဲ့အခါလူတော်လူကောင်းဖြစ်နေတာဟာဗိဓာကြောင့်မဟုတ်ပဲသူခုနလနဲ့လမသိပဲမွေးလာတာကိုသိကြတဲ့မိဘပတ်ဝန်းကျင်ဆွေမျိုးအတိုင်းဝိုင်းကကျင်နာရွရစွာဆက်ဆံလိုက်တော့လူကောင်းလေးဖြစ်လာတယ်အထူးသဖြင့်ဘုံနောက်ပိုင်းဆိုင်ရာမှာလဲကောင်းမွန်တဲ့သူတော်တဲ့သူထက်မြက်တဲ့သူဖြစ်လာတာတွေကိုတွေ့ရတော့ဟောတရားလဲကောင်းတယ်ပေါ့ဒါကြောင့်မို့လာမသိပဲမွေးလို့အဲ့ဒီလိုဖြစ်တာလားလာသိပြီးတော့မွေးလာတဲ့သူတွေကိုကိုလာတဲ့လာကြမှာမွေးလာတဲ့သူတွေကိုအဲ့ဒါလိုကျင်နာရွရသွားမေတ္တာကရုဏာနဲ့ပြုစုပြောထောင်လိုက်ရင်ခုနလနဲ့လာမသိပဲမွေးလာတဲ့သူလိုတော်မလာနိုင်ဘူးလားဆိုတာကိုလေလာသတ္တသုတေသနပြုကြတဲ့အခါမှာလာသိတာလာမသိတာပဓာနမဟုတ်ပဲမိဘနဲ့ပတ်ဝန်းကျင်ကကျင်နာရွရစွာမေတ္တာကရုဏာနဲ့ဝိုင်းပြီးတော့ပြုစုတာစောင့်ရှောက်ကြတာကသာပဓာနအဓိကလူရင်းဖြစ်တယ်ဆိုတာအတိအကျစိတ်ပညာသုတေသနအရတွေ့ကြရတယ်တဲ့ဒါကြောင့်မို့မြန်မာဗုဒ္ဓဘာသာတွေပြောရိုးဆိုခြင်းရှိတဲ့ကျင့်ကြည်နောင်ဇတ်လန်းတို့မုတ်ထိုးနာနီမုတ်ထိုးတက္ကနာနီတက္ကဆိုတဲ့စကားလုံးတွေကဗီဇပြဋ္ဌာန်းတာမဟုတ်ဘူးအကောင်းဆုံးကိုပတ်ဝန်းကျင်ကပဲပြဋ္ဌာန်းတယ်ဆိုတာကိုတက်တည်ပြနေတဲ့စကားလုံးတွေပါပဲဒါဘုန်းကြီးခဏပြောမိနေတဲ့အမေရိကန်နိုင်ငံဗျံကြားရက်ွက်ကကျောင်းဆရာမကြီးဟာသူ့တပည့်တွေကိုချစ်ချင်းမေတ္တာနဲ့ဆက်ဆံပြီးတော့အုပ်ချုပ်တင်ပြခဲ့တဲ့အတွက်သူ့တပည့်တွေဟာ200လောက်နီးပါးအကျော်မော်တွေတော်တဲ့သူတွေကောင်းတဲ့သူတွေဖြစ်နေတာကိုတွေ့ရတယ်တဲ့ပြီးတော့လေသူ့တပည့်တွေအားလုံးကသူ့ကိုအမေလို့ပဲခေါ်ကြတယ်တဲ့အမြဲတမ်းဝမ်းသာစရာအမြဲတမ်းလည်းဂုဏ်ယူစရာကောင်းပါတဲ့ခုနကပြောတယ်ဗီဇကမပြတ်ထမ်းမှုပတ်ဝန်းကျင်ကပြတ်ထမ်းတယ်ဆိုတဲ့စကားကိုလည်းအခိုင်အမာဆုံးတက်တည်ပြရရောက်ပါတယ်ဘာဖြစ်လို့တော့ဆိုရင်အဲ့ဒီ200လောက်သူ့တပည့်တွေကဗီဇတစ်ခုတည်းကလာကြတာမဟုတ်ပါဘူးသူသားသမီးတွေလည်းမဟုတ်ပါဘူးလူမျိုးဘယ်နှမျိုးနိုင်ငံဘယ်နိုင်ငံဘာသာဘယ်နှမျိုးပါးနေမှန်းတော့မသိပါဘူးအဲ့လိုဖြစ်လေရဲ့သူ့ရဲ့ပြုခြင်းမြင့်မြတ်တဲ့မေတ္တာကရုဏာချစ်ခြင်းမေတ္တာကြောင့်အဲ့ဒီလူတော်လူကောင်းတွေအကျော်မော်တွေဖြစ်ကုန်တာဟာဗိဇမပြတ်ထမ်းမှုပတ်ဝန်းကျင်ပြတ်ထမ်းနေဆိုတာအမှန်တမ်းမှာအားရကျေနပ်စရာကောင်းတဲ့ခိုင်လုံတဲ့အထောက်ထားပါပဲအဲ့လိုပဲကဘာမှာသို့သွားကြတဲ့လူတို့တွေတို့ပဲပြောအကြမ်းဖက်တဲ့သူတွေတို့ပဲပြောအဲ့လိုသို့သွားကြတဲ့သူတွေရဲ့ဘဝကိုမျက်နှာလိုက်မယ်ဆိုရင်လေသူတို့ရဲ့ငယ်ဘဝက
အိမ်တွင်ကြံဖက်ခံရတဲ့ဟာကအများကြီးအထောက်ထားသက်တည်တွေတွေ့နေရတယ်ဆိုတာလေတကယ်ခိုင်လုံတဲ့အထောက်ထားတွေနဲ့တွေ့ကြတာပါအများကြားဘူးသိဘူးနေတဲ့ဖြစ်တယ်လားဆိုရင်လေသူ့အဖေရဲ့ရိုက်နဲ့ကြမ်းမှုကြောင့်သို့မဟုတ်အိမ်တွင်ကြံဖက်ခံရမှုကြောင့်ဖြစ်တယ်လားဒုတိယကဘာစစ်ကြီးရဲ့တရားခံသို့မဟုတ်ကျူးတွေတန်ပေါင်းများစွာတတ်ခဲ့တဲ့လူသူကြီးလူမိုက်ကြီးအဖြစ်ရောက်ရတယ်ဆိုတာငယ်ဘဝရဲ့ဒေါသနဲ့အုပ်ချုပ်ခံရတာအကြမ်းဖက်ခံရတာနဲ့ဆက်သက်နေတယ်ဆိုတာစိတ်ပညာတွေဟာစိတ်ပညာရှင်တွေကခိုင်ခိုင်လုံလုံအထောက်ထားပြနိုင်ခဲ့ကြတယ်ဆိုတာလေကဘာသိပါပဲဒါကြောင့်မို့ဘုန်းကြီးဟာမိဘမေတ္တာတသိက်တွမ်းကဘာဆိုတဲ့ခေါင်းစဉ်ကိုအဲ့ဒါကြောင့်တတ်တာပါမိဘတွေကသာမေတ္တာကရုဏာအပြည့်နဲ့ကျင့်ကြံနာအုပ်ချုပ်တတ်ကြမယ်ဆိုရင်အဲ့ဒီမိဘတွေရဲ့သာသမီတွေကတကယ်အကျော်မော်တွေအတော်တွေလူတော်လူကောင်းတွေဖြစ်နိုင်မှုရာတုံးပြေလောက်ရှိတယ်လို့ဘုန်းကြီးကတော့ပြောကြမှာတဲ့ဒါကြောင့်မို့ဒီဗုဒ္ဓဘာသာမြန်မာတွေပြောယူသူစဉ်ရှိတဲ့မုတ်ထိုနာနိမုတ်ထိုတက္ကနာနိတက္ကတို့ကျင်းကြီးနောင်ဇလန်းတို့ဆိုတာအဲ့ဒါတွေကိုတက်တည်ပြနေတဲ့စကားလုံးတွေပါပဲဒါကြောင့်မို့တကယ်လို့သာလူသားတွေကရုပ်ပိုင်းဆိုင်ရာကိုအတုယူသလိုဟောဒီစိတ်ဓာတ်ပိုင်းဆိုင်ရာသို့မဟုတ်အကျင့်ကောင်းပိုင်းဆိုင်ရာတွေကိုလေအတုယူပြီးတော့ဒါသိကျင့်ပေးကြမယ်ဆိုရင်ဘုန်းကြီးကတော့မိဘမေတ္တာအပြည့်အဝနဲ့သာထုတ်မှတဲ့ပြုစုဆောင်ရှောက်တဲ့မိဘတွေအမေဖေတွေများလာရင်ဟောဒီကဘာကြီးကတသိက်တွမ်းကဘာကြီးဖြစ်မှာလို့ဘုန်းကြီးအဲ့လောက်တောင်မြင်နေတဲ့ဆက်သက်မိနေတဲ့တော်တော်ပြောတဲ့ဟာကိုပဲပြန်ဆက်ကြည့်ပါလာမသိပဲနဲ့ခုနလနဲ့ပဲမွေးလာသိပြီးတော့10လမှာပဲမွေးလူရင်းပဒါနာအချက်ကကျင်နာရွရစွာမေတ္တာကရုဏာနဲ့အုပ်ချုပ်ပေးတာသင်ပြပေးတာပြုစုဆောင်ကြောက်တာကတော့ပဒါနာဆိုတာအမတန်ထင်ရှားတဲ့တက်တည်ပါပဲအဲ့တော့သောတော်ပြောတဲ့ဆရာမကြီးရဲ့သင်ပြမှုနဲ့အဲ့လူခုနလနဲ့မွေး10လနဲ့ပဲမွေးအဲ့ဒါကိုပြုစုစောင့်ရှောက်တာလူရောအဲ့ဒီဗျံကြရက်ွက်ကကျောင်းဆရာမကြီးလူရောမေတ္တာကရုဏာနဲ့သာငယ်ရွယ်သူလေးတွေကိုဝိုင်းဆောင်ရှောက်ကြမယ်ဝိုင်းပြုပြညမယ်ထို့ရင်ဧကနာတသိက်တွမ်းကဘာကြီးဖြစ်မှာဆိုတာဘုန်းကြီးကတကယ်ကိုညင်းနေမိတာတင်ချာနည်းလူကိုညင်းနေမိတာဘုန်းကြီးကတင်ချာလည်းမကျွမ်းကျင်တင်ချာပါရကူလည်းမဟုတ်လို့တင်ချာနည်းနဲ့ကိုတွက်လို့ရမယ်လို့ဘုန်းကြီးကတော့အဲ့လောက်တောင်တွေးမိပါတယ်စဉ်းစားမိပါတယ်ဒါကြောင့်မို့ခုနပြောတဲ့ကပ္ပခေါင်းသူလူကောင်းလူသူဖြစ်သွားတာတွေရဲ့သက်တည်အထောက်ထားတွေဒါတွေကိုအကုန်လုံးသုတ္တပြီးတော့သူတေသနာပြုတ်လိုက်ရင်ဘုန်းကြီးပြောတဲ့ဟာကတကယ်ဖြစ်လာမှာပါကျုပ်ပိုင်းဆိုင်ရာမှာတော့လူသားတွေကသူကြပါသူရိုက်ရင်အောင်စတိထွန်လိုက်တဲ့လေးမြန်ဆိုရင်လွန်ခဲ့တဲ့နှစ်တရားကျော်ကဘာမှမဖြစ်နိုင်စရာဘာမှရေမကြည့်ဘူးဘာမှမလေးနဲ့ဘူးလို့ထင်ခဲ့ကြရပြီမဲ့သူအဲ့ဒါကိုအတူယူပြီးတော့ကောင်းတဲ့ကောင်းအောင်ကောင်းတဲ့ကောင်းအောင်အသင်းတင်ဘုမှန်လိုက်ကြတော့ပြည့်တင်လိုက်ကြတော့အဲ့ဒီတော့ကလေမြန်နဲ့ပြောပြရင်မယုံနိုင်လောက်အောင်မခန်းလောက်အောင်တိုးတက်တဲ့လေမြန်ကြီးတွေအခုကဘာပေါ်မှာတန်ပေါင်းများစွာသောလူတွေကိုနေမညမှာတဲ့ယူဖို့ဆောင်ပြေးနေပါပြီတကယ်လို့သာရိုက်ရင်အောင်လို့သာအခုနေ
ဒီမြန်ကြီးတွေပြန်မြင်ရမယ်ဆိုရင်ဟုတ်လားဝမ်းသာမဆုံးအဟောမဆုံးဖြစ်နေလောက်မယ်လို့ဘုန်းကြီးတို့တွေးမိတယ်အဲ့ဒီလူသားတွေကစောစောကပြောတဲ့ပြန်ကြရက်ွက်ကသူ့တပည့်တွေကိုချက်ချင်းမေတ္တာနဲ့အုပ်ချုပ်တဲ့အတွက်200လောက်ဒီပါအကျော်မော်ကြီးဖြစ်ကုန်တာကူသာနမူနာယူပြီးတော့အဲ့လောက်ကောင်းအောင်အဲ့တဲ့ကောင်းအောင်ခုနပြောတဲ့ခုနလနဲ့လာမသိပဲနဲ့မွေးတဲ့ကလေးလေးတွေလာသိပြီးတော့မွေးတဲ့ကလေးလေးတွေကိုပြုစုစောင့်ရှောက်တဲ့လူသားမိဘတိုင်းတို့မဟုတ်လူသားတိုင်းကငယ်ရွယ်သူလေးတွေကိုစောင့်ရှောက်ကြမယ်ဆိုရင်တကယ်ကိုတသိပ်ကျွမ်းကဘာကြီး